ကျွန်တော်ဒီ meat roll တွေ fish roll တွေ vegetable roll တွေ temperature ဘယ်လောက်ထားလဲဆိုတာမေးတဲ့ညီကိုတွေကျွန်တော်ဒီဗီဒီယိုပြရမယ် okay ပါ okay ဒီမှာပါဒါက meat roll temperature เนาะ17 fish roll 16မှန်သူက14လောက်ဖြစ်နေပါတော့ဒါနည်းနည်းသူကအေးများလို့ခဏ short နေတာမှန်သူက14ရှိတယ်သူက14ရှိတယ်ပြီးရင်သူက16ရှိတယ်ပြီးလို့ရှိရင်ဒါက vegetable roll ကတော့4ပေါ့နော်4 degree ရှိတယ် so ဟုတ်ပြီအဲ့ဆိုရင်ဒီ meat roll နဲ့ထမ်းထဲမှာဒါကကျွန်တော်မနေ့ကထုတ်ထားတာပေါ့နော်မနေ့ကဒီမှာ1 euro ရဲ့ဘဲထုတ်ထားတယ်ဆိုတော့ဒါ vegetable roll ကဟိုမှာပစ္စည်းကတော့ပြတ်နေပါပြီပစ္စည်းကတော့ပြတ်နေပါပြီ okay ဒါကဟိုပါပေါ့နော်ဒါကဟို meat roll ပြောမယ်ဒီကောင် fish roll ပေါ့နော်သူတို့ကနည်းနည်းစာလွဲနေလားမသိပါဘူးဆိုတော့ဒီမှာကန်းကတ်ထားတာဆိုတော့ပေါ့နော်အမိုက်တွေကန်းကတ်ရင်စိတ်ကန်းရောက်ရင်အမိုက်တွေကိုကျွန်တော်တို့ဒီအခန်းထဲမှာခဲထားပါတယ်ပေါ့နော်ခဲထားတော့အနံ့မထွက်ဘူးပေါ့နော်နံမထွက်တော့ဒီတကယ်လို့ကန်းကတ်ရင်ဒီထဲမှာအမိုက်တွေဖူးဝေတွေထည့်ထားတာပေါ့နော်โอเคပါဒီထဲမှာငါးခုနခက်ထဲမှာငါးတွေပစုံတွေရှိတယ်ဟုတ်မလေးဒီဘက်ခန်းထဲမှာကြတော့ဒါက meat roll ပေါ့နော် meat roll ဒီထဲမှာဝက်နံရိုးတွေစိတ်နံရိုးတွေစိတ်နံရိုးဖြစ်တဲ့သိုးနံရိုးတွေဝက်နံရိုးတွေအမဲတွေကြက်တွေနော်ဝတ်တွေဒီထဲမှာထားပါတယ်โอเคပါတကယ်လို့အေးကန်နဲ့ဝင်သွားရင်တော့ဒီကောင်လေးကျွန်တော်မနေ့ဆိုရင်ပေါမုတ်ဆင်းထွက်ရင်ဒီကောင်လေးဝတ်ပြီးတော့ပေါမုတ်တွေကကြတော့ဒီခုနကပဲ beat drum မှာထားတာပေါ့နော်ဆိုတော့ဒီကောင်ဝတ်ပြီးတော့ဝင်သွားတယ်ပေါ့နော်မနေ့ဆိုရင်အေးတယ်ဒါကတော့dry store ပေါ့နော် dry store မှာ dry store မှာခေါက်ကြရရှိတယ် okay ပါ thank you ပါ bye bye